အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်စားပေးချင်တဲ့ဇာတ်လမ်းလေးကတော့အနီမန်ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်စာကွေးနိုင်ထူးနေတောင်စောစီစီအနီဝမ်းဆန်နဲ့ဂျွန်းထိုးသလိုလိုမထိုးသလိုနဲ့ခုံဆွားတွေလုပ်ပြီးဌာတော်ထဲမှာဗတ်တဲ့ဆိုင်တာအဲ့ဒါဟိုကလည်းအိုးလိုက်ဆိုတော့သူ့ဝိုင်းစောလဲကနေကကြည်မထိုးဘူးဟိုမှာဟိုဘတ်တွန်းလိုက်ဒီဘတ်တွန်းလိုက်လုပ်ပြီးလက်ထဲကအချုံလေးပါဆွဲထုတ်လိုက်တာအိမ်စမန်တော့သူ့တော့အိမ်စမမှန်ဘူးပြီးတော့တယောက်တစ်ချက်ပဲကြွေတာအကုန်ထမ်းလျှောဟိုမှာစွမ်းကြအဲ့ဒါဆွမ်းပါလေဆိုဂျွန်းကထိုးလိုက်သေးတယ်ပိန်လိုက်ဝါလိုက်တွေ့တယ်ဟိုမှာနောက်ဆုံးဟိုကောင်တွေလည်းတနတ်တွေသာပါတယ်ကြည်မတိုးတဲ့ကွီကိုမရှင်းနိုင်တာနဲ့အကုန်ရှော့အဲ့ဒါအဲ့လိုရှော့တော့ဒေါ်လာကြီးအဖွဲတွေလည်းကွီကိုလန့်နေပြီဘာပါဝါတွေရပြီးဘာတွေဆွားနေမှမသိဘူးဆိုပြီးဟိုမှာမြန်မာပြည်မှာသူတယောက်ပဲကွက်ပြီးပါဝါမျိုးရနေတာတော်တော်ဆိုးအဲ့တော့ခေါင်းဆောင်လဲအကုန်သတိဝိရိယနဲ့နေကြဆိုပြီးမှားနေတော့မှရှိသေးတယ်ခဏနေတော့ Fruit Ninja ဂိမ်းတွေကအသာနေထွားချလာရောတပွေးတရွှွှနဲ့အမခေါင်းဆောင်လဲလန့်တော့ဘသူတို့စကားနာလာပြီးဂိမ်းဆော့တွေကလည်းထွက်ကြည့်တော့ပါတယောက်ထဲစိုက်ပြီးနေတဲ့ကွေးဖြစ်နေတာဒါနဲ့ခေါင်းဆောင်လဲ6လုံးမျိုးနဲ့ထားဆော်လဲအလကားပဲမီးပွင့်အောင်ပဲဆိုတော့သူလဲအချွန်နဲ့ထားထိုးခံပြီးဇာသိမ်းပြန်တာပဲဟိုပါပြီးတော့တကြီးစီလားတော်လိုင်းသမားတွေရှော့ကလာထုတ်ပြီးဂူလာအောင်နေလိုက်တယ်ဟိုမှာဂူတာဝါတိုင်းနဲ့တော့ဇက်ကားရရသေးတယ်ကားတိုင်းပါအဲ့ဒါပြီးတော့တကူတဲကိုဟိုဘက်ဒီဘက်မသိကြအောင်နေဆောင်ပြီးဖာယိုကလည်းတယောက်ထဲကိုတနတ်တွေဘူးတွေနဲ့ဟိုမှာရှုပ်ခံနေတာပဲဒါတော့တနတ်တွေကမောင်းပါလို့အလိုနဲ့အသီးသီးဟိုထွားဒီထွားကွီးကလည်းဝစ်ဆောင်အမှန်ကဝစ်ပြီးထမင်းလည်းမဆဘူးဒိုးချလာတာတော်လိုင်းသမားတွေကလည်းခေါင်းဆောင်ကငချောက်ဖို့ဆိုတော့တော်လဲလှမ်းကျမလဲလှမ်းပဲမြိုင်ချမ်းဒိုင်းနဲ့ပြင်တစ်ဖက်ရှေ့ရောက်စီဆိုတော့ဘက်ကမျှပြီးအသုံးဆော်တာပလိန်နှစ်ကောင်ကသေးရတော့အေးဆေးပဲအလိုနဲ့တစ်ဖက်နဲ့တစ်ဖက်နှစ်ဖက်တွေဖြစ်ပြီးဆော်ကြဒီကြားတဲ့ခွေးကပါရောက်ချလာနဲ့အကုန်ရှုံးကုန်ပြီးနှစ်ဖက်အကြဆုံးများကိုရောဖာယိုကကြတော့တော်လိုင်းရဲ့ဘက်ကပလေးတွေကိုဆော်ရင်ခွေးနဲ့ပါထပ်တိတ်တိုက်တွေတော့တခွက်ခွက်တွေဖြစ်ပြီးချစ်ကလင်းတွေဒူးကြပြန်ရောဒါပေမဲ့ခွေးရဲ့တိုင်းပညာကအစင်းမြင့်တော့ဖာယိုလဲအဒီခါပြီးအချွန်နဲ့ထိုးမယ်လို့ခမဒေါ်လာခေါင်းဆောင်ပဲငချောက်ဖို့လို့ရောက်လာလို့တော်သေးတယ်အလိုနဲ့ငန်းထဲကိုစခန်းခေါ်ပြီးဒီတိုင်းထိုင်ကြည့်ခဏနေတော့တတိရလာပြီးဝူးဝါလုံးနေသေးတယ်ဒါလောက်အထုခံထားတယ်တော့ဒါနဲ့သူတို့လေတော်လိုင်းရဲ့ဖတ်တော်သားချင်းချင်းဆိုတော့ရှေးစားမယ်လားစင်တွေတိုင်ပြီးဒီဘက်က play ဖွဲကလည်းကျိုးဖုံးကိုကျိုးမပါပဲအသကုံလေးဆက်ပြီးတည်င်းတွေရနေတာကိုမနောက်ကလှန်တွေကလည်းပေါက်ပြဲလို့ play ဗယံပရာတွေအဲ့ဒါအလောက်ဗယံပရာပြီမဲ့ကွေးရဘာလို့သူတို့ဘက်ကလည်းဆိုတော့ကွေးကစိတ်တန်ရထားတာငငယ်တုန်းကသူ့မိဘတွေကိုတော်လိုင်းရေးသမားတွေကရရဆက်ဆက်တတ်ခဲ့လို့သူတို့ကြတော့ပလေးတွေကမွေးစားပြီးပါဝါတွေကတော့ဘယ်လိုရလာလဲမသိဘူးအဲ့တော့သူကတော်လိုင်းရေးအဖွဲ့တွေကိုရသလောက်လိုက်ပြင်းနေတာခုလေမဲငါ6ဘို့စကန်ကိုသူကလာပြင်းတော့မှဒီဘက်ကလည်းကြိုးသတင်းရထားတော့ငနေကိုအကုန်ဝိုင်းဆိုပြီးဖားထားလိုက်တာဒီတခါတော့မလွတ်တော့ဘူးအလိုနဲ့ငနေကိုစရင်နဲ့တော်လိုင်းသမားတွေကိုပါဘာလို့အဲ့လိုတိုက်ခိုက်နေရလဲဆိုတော့ငငယ်တုန်းကအဖြစ်မှန်ကိုပြောပြတာအဲ့တော့မှငနေထင်နေတာတွေကအလွဲတွေဆိုပြီးသူရှိမှာရှိနေတာကသူ့ညမသူမိဘတွေကိုတတ်တာကဓမြတွေဓမြတွေလက်ထက်ကပြန်ကဲလိုက်တာကတော်လိုင်းရေးသမားတွေဆိုမှအဖြစ်မှန်တွေသိသွားပြီးနောင်တတွေရကုန်ရောအဲကနေအကုန်အဆင်ပြေနေကမှဖားရိုးညီကိုတကြီးကဖမ်းသွားတယ်ဆိုတော့သူတို့လည်းလိုက်ခဲ့ချန်စီကိုတကားတွန်းဖွင့်လိုက်ရတာကိုမတွန်းဘူးဂျုံးနဲ့သဘုံကြော်ပြီးအထက်ကငနေတွေကိုအသကုံကျွေးတာအကိုလုံးမောက်တော့သူတို့လည်းစကားပြန်လာပြီးနားနေတော့မှရှိသေးတယ်တချိုးတကောင်ရောက်ချလာပြီးခတ်တီတီရဲ့ဝင်ဖောတာဒီဘက်ကလည်းယုံတာပဲယုံတော့ဟိုငနေကကွေးနိုင်ထူနေဝဲဆောင်ကြီးခိုးချလာတာကောင်းမလားဘူးဂျွန်းထိုးလာတာနိုင်ရန်တောင်ဝင်ကျုံနေသေးတယ်အဲကနေကွေးဝဲဆောင်နဲ့ငနေကစီဝါချပလိန်နဲ့တယောက်တော့ပဲဟိုမှာဘာမှမသိဘူးအကနေဇက်သိန်းကရောက်ချင်တော့ပလိန်တွေနဲ့ဝဲဆောင်ခိုးထားတဲ့ကောင်တွေကသူတို့စခန်းကိုလာသိမ်းတာလာမာရင်ကွေးနဲ့တွေ့ပြီးဟိုကောင်လဲရှော့တော့ကွေးလဲအဲဝဲဆောင်ပြန်ဝဲချလာတာဟိုမှာသူဝဲလိုက်ကိုဝဲလိုက်နဲ့အရေးပြားရောရတာရှိလို့ကတော့အသုံးကိုရတော့မယ်အလုံးနဲ့ကွေးလဲအဲဝဲဆောင်အားကိုနဲ့ပဲပလိန်တအုပ်ကြီးကိုတီးပြီးမြားခေါ်လာတာနောက်ဆုံးတော့တစ်ဖွဲလုံးအပြုတ်တိုက်နိုင်ခဲ့ပြီဇက်သိန်းကမှာတော့သူတို့လဲဂျိုးကြတော့လို့ပဲကူပဲအောင်မှုဆုံးဖြတ်လိုက်ရင်ပြီးဆုံးသွားပါပြီပေးခြင်းအမဆေ့ကတော့အန်ဒီဝမ်ဆန်တဲ့ကောင်းလေးဆိုဂူအောင်ရတယ်ဆိုတာပါပဲဟိုမှာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ